ဒီနေ့မှာတော့အင်မတန်ထူးဆန်းတဲ့ဟင်းချက် recap လေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ရှင်။မြင်တဲ့အတိုင်းပါပဲ။အလေးချိန်ကီလို100လောက်ရှိတဲ့အေယာမမိချောင်းကြီးကိုအကောင်လိုက်ဘလို့ကင်စားကြမလဲဆိုတာကိုကြည့်ရှုရမှာပါ။အဲ့ဒီဗီဒီယိုကိုထိုင်းနိုင်ငံမှာတရားဝင်ခွင့်ပြုချက်နဲ့ရိုက်ကူးထားတာလည်းဖြစ်ပါတယ်ရှင်။ဒီလိုအကောင်ကြီးကိုကင်တွယ်ရတာလွယ်တော့မလွယ်ပါဘူး။လူ9ယောက်လောက်ဝိုင်းထမ်းပြီးတရွက်တွေခင်းထားတဲ့ဇပွဲပေါ်ကိုအရင်တင်လိုက်ကြပါတယ်။ပြီးရနဲ့ရေတွေတေချာလောင်းချပြီးအကြီးခွန်နဲ့အညစ်အကြေးတွေကိုပြောင်စင်နေအောင်အရင်ဆုံးဆေးကြောရပါတယ်။အသားတွေတဲကိုအရသာဝင်သွားအောင်ဓာကြီးကြီးနဲ့နေရာအနှံ့ကိုတေချာလိုက်မှုန်းပေးရပါတယ်။အဲ့ဒီနောက်မှာတော့ဒီဟင်းအတွက်အရေးကြီးဆုံးဖြစ်တဲ့ထိုင်းစတိုင်အရသာနယ်ဖို့အတွက်ပြင်ဆင်มาတော့တယ်။ထိုင်းရိုးရာဟင်းခတ်အမွှေးကြိုင်တွေဖြစ်တဲ့ငရုတ်ကောင်းမှုတ်ငရုတ်သီးမှုတ်နနွင်းမှုတ်စားတံမရာရည် sauce အချိုနဲ့စီတို့ကိုတေချာသမအောင်ရောမွေလိုက်ပါတယ်။ရလာတဲ့အနှစ်တွေကိုမိချောင်းကြီးရဲ့ကိုဘော်ကိုနေရာလက်မကျန်တေချာလိုက်တုပ်လိမ့်ပေးရပါတယ်။သွားအပြည့်နဲ့ပါဇက်ကြီးကိုဟာပြီးအထဲအထိကိုအရသာတွေဝင်အောင်တေချာနေကြတာပါ။ပြီးတာနဲ့အရသာဝင်အောင်2နာရီလောက်နှက်ထားပေးရပါတယ်။ဒီလောက်အကောင်ကြီးကိုကင်မှုအတွက်တာမန်မီးပုံနဲ့တော့ဘယ်ရမလဲ။ဝါလုံးကြီးတွေနဲ့အထူးပြုလုပ်ထားတဲ့အေယာမကင်တဲ့စင်ကြီးကိုတေချာဖန်တီးရပါတယ်။မိချောင်းကြီးကိုအဲ့ဒီဝါစင်ကြီးပေါ်တင်ပြီးကျိုးရီနဲ့မြဲနေအောင်တေချာတုံနှောင်ရပါတယ်။အလေးချိန်စီးလုံးလို့လူ9ယောက်လောက်အားစိုက်ပြီးတည်နေရတာပါ။တစ်ဖက်မှာလည်းမီးသွေးအိတ်လိုက်ပုံပြီးမီးဖို့ကြီးကိုအစင်သင့်ပြင်ထားပါတယ်။မီးသွေးတွေရဲလာပြီဆိုတာနဲ့မိချောင်းကြီးကိုစတင်ပြီးကင်မာတော့တယ်။ဒီလိုအရွယ်အစားမျိုးကိုအကျက်ညီအောင်ကင်ဖို့ဆိုတာအနည်းဆုံး9နာရီကနေ6နာရီလောက်ထိအချိန်ယူရမှာဖြစ်ပါတယ်ရှင်။မီးအပူချိန်နဲ့အတူအသားတွေကတဖြည်းဖြည်းအယောင်ပြောင်းလာပါပြီ။အပေါ်ရန်အရေခွန်တွေကကြွက်လာပြီးဟင်းခတ်အမွှေအကြိုင်အနံ့တွေကလည်းပတ်ဝန်းကျင်တစ်ခုလုံးကိုမှွေအပြတ်နေပါတော့တယ်။တစ်ဖက်ကျက်သွားရင်နောက်တစ်ဖက်ကိုလှည့်ပေးရင်နဲ့အချိန်တွေသာကုန်သွားတယ်။မိခင်ရတဲ့အလုပ်ကတော့မပြီးသေးပါဘူး။ညနေဆောင်လို့နေတောင်ဝင်သွားပါပြီ။အသားတွေအကုန်လုံးနေရဲပြီးကျက်လာတဲ့အထိစိတ်ရှည်လက်ရှည်ကင်ပေးရပါတယ်။အပေါ်ရန်ကကြွရော့နေပြီးအထက်ကအသားတွေကတော့နူးညံ့နေအောင်လို့ပါ။နောက်ဆုံးမှာတော့အားလုံးစောင့်မျှော်နေတဲ့အချိန်ကိုရောက်လာပါပြီ။အသားကိုလှိဖြတ်လိုက်တဲ့အခါအထက်ကအသားတွေကိုမြင်တွေ့ရမှာပါ။သူတို့ပြောပုံအရာတော့အသားကနည်းနည်းလေးမာတဲ့ဘက်ကိုသွားပေမဲ့ဟင်းခတ်အမွှေးအကြိုင်အရသာတွေနဲ့ပေါင်းဆက်သွားတဲ့အခါတော်တော်လေးကိုထူးခြားတဲ့အရသာတစ်ခုကိုရတယ်လို့တံမရာရည်လေးနည်းနည်းညှင့်ထိုင်းစတိုင်အချင်းရည်လေးနဲ့တူစားလိုက်တဲ့အခါတော်ဆက်အရသာကတော့ရှယ်ပါပဲဒီလိုမျိုးထူးခြားတဲ့ဟင်းချက်နည်းတွေကိုအချိန်တိုအတွင်းကြည့်ရှုကြနေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုတွေမှာဘယ်လိုအစားအစာတွေကို recap လုပ်ပေးစီခြင်းလဲဆိုတာကို comment မှာရေးပေးခဲ့ပါဦးနော်